ထိုင်းနိုင်ငံကဖုန်ကြီးကျောင်းတွေမှာရှိတဲ့လူကန်ဘုံကပတ်စံတွေကိုဖောက်ဖို့အတွက်ဆိုပြီးတော့မှကိုပြောက်ကထားကိုတုံပြူပြီးခိုးယူဖို့စ조사ခဲ့တဲ့ဖြစ်စဉ်ကိုတုံဒီနေ့တင်ဆက်ပေးမယ်ရှင်။အလုံးလက်မဲ့ဖြစ်နေတဲ့အသက်43နှစ်ရွယ်လုံခြုံရေးဝန်ထမ်းဟောင်းတဦးကဝက်ဖို့ဆိုတဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းမှာရှိတဲ့ဒီလူကန်ဘုံကပတ်စံတွေကိုပေါ့နော်သူကခိုးယူဖို့အတွက်ဆိုပြီးတော့မှသူ့ကိုသူတဘာသူတွေမမြင်နိုင်အောင်ပေါ့နော်ကိုပြောက်ကထားကိုတုံပြူခဲ့တယ်။ဒီကိုပြောက်ကထားကိုသူကစမ်းတက်ချင်လို့ဆိုပြီးတော့ဒီသူ့ရဲ့မျက်နှာကိုအင်ဂျီနဲ့ပတ်ပြီးတော့ဖုန်ကြီးကျောင်းထဲမှာ2နာရီနီးပါးဒီဂါထာဆွမ်းဆိုပြီးတော့မှလမ်းလျှောက်ပြီးတော့ရွတ်ဖက်ခဲ့တယ်ဒီလမ်းသွားလမ်းလာများနဲ့ဒီလုတ်သမားတချို့ကပေါ့နော်သူ့ဘေးနာကနေဖြတ်သွားဖြတ်လာလုံနေတော့လေဘယ်သူကမှသူ့ကိုလာရောက်မေးမြန်းတာမျိုးမရှိခဲ့ဘူးသူ့ဂါထာတကယ်ဆွမ်းပြီးဆိုပြီးတော့သူကထင်မှတ်ခဲ့တယ်တိုးတော်ညာလည်းဖះเจ้าထဲမှာဆောက်လုပ်ရေးတွေဆောက်လုပ်နေတာဖြစ်တဲ့အတွက်သူ့ကိုဖះเจ้าထဲကလုတ်သမားတဦးလိုပဲလူများကထင်မှတ်ကြတယ်သူ့ရဲ့ဂါထာအောင်ပြီးဆိုပြီးတော့မှဖုန်ကြီးကျောင်းကလူကန်ဘုံကိုမပြီးတော့ဖုန်ကြီးကျောင်းကအုတ်တတိုင်းကိုကြော်ပြီးတော့ထွက်ပြေးခဲ့တယ်ဒီဖုန်ကြီးကျောင်းမှာရှိတဲ့လုံခြုံရေး CCTV ကနေတဆင့်သူ့ကို2ရက်3ရက်ကြာမှရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်သူကလုံးလက်မဲ့ဖြစ်နေလို့ခန်းခတ်ပေးဖို့ငွေလိုလို့ဆိုပြီးတော့ခုလိုမျိုးပြစ်မှုကိုကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့သူကဝန်ခံခဲ့တယ်ရှင်။သတင်းလေးကတော့ဒီလောက်ပါပဲ။